လေးကြလုံးကြည့်သေးလားဘယ်လိုပြန်နေတော့ပြီးကြပါဝါလို့အကုန်ဘေးပဲကလေးတွေအကုန်စုထားမယ်ကလေးတွေအကုန်စုထားမယ်လို့မင်းမလာလို့ဒီလုံးမှာဒီလေဘာလဲဘေးပဲကျန်တဲ့လူတွေဘေးပဲဘေးဟုတ်ဟဲ့ဆိုင်အပေါ်ကနေချွားလိုက်အပေါ်ကနေမာကလေးတွေဝါလို့အများကြီးနေတယ်